ယထာကြီးပေါ်မှာတနက်ဒင်ရတွေနဲ့အသက်မဲ့တို့လဲကျနေတဲ့မာကီမတယောက်မထင်မှတ်ပဲမျက်လုံးတွေပြန်ပွင့်လာခဲ့ပါတယ်။အဝတ်စားတွေမှာသွေးတွေပီကျန်နေပေမဲ့လေသူမရဲ့ဒင်ရတွေကတော့အံ့ဩစရာခေါင်းလောက်အောင်တစ်စက်ကလေးတောင်မှမကြမ်းပဲအလိုလျောက်ပြန်ကောင်းသွားခဲ့ပါပြီ။သူမကဘာမှမဖြစ်ခဲ့သလိုပဲယထာပေါ်ကနေသွေးအေးအေးနဲ့ထလာခဲ့ပြီးသူမကိုတတ်ဖို့ကြိုးစားခဲ့တဲ့ရန်သူတွေကိုမျက်တောင်မခတ်တန်းအေးအေးဆေးဆေးပဲပြန်လဲရှင်းလင်းပစ်ခဲ့ပါတယ်။ဘူရာယုံမှာစောင့်နေတဲ့ဂျူတိုကအထူးအဖွဲ့ဝင်တွေဖြစ်တဲ့ကူရိုဆေးနဲ့တန်တိုတို့ကမာကီမာတနက်နဲ့ပြစ်ခံရတယ်ဆိုတဲ့သတင်းကြောင့်စိုးရိမ်နေကြီးစောင့်နေခဲ့တာပါဒါပေမဲ့မာကီမာတယောက်သွေးအလင်းလေးနဲ့ယထာဘော်ကနေလမ်း6ဆင်းလာတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးလုံးဝကိုအားအသီးပြီးစွန့်သွားခဲ့ကြပါတယ်ဒါပေမဲ့မာကီမာကတော့အချိန်ဆွဲမနေပါဘူးသူမဟာဒဏ်ရာရထားတဲ့အရှင်တွေကိုလှိလူချူပြီးချက်ချင်းပဲကျူတူမြို့ရဲ့အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့ဖျားเจ้าတစ်ခုစီကိုအမြန်ဆုံးသွားဖို့ပြင်ဆင်ပါတယ်သူမရဲ့ရည်ရွယ်ချက်ကတော့တစ်ခုတည်းပါပဲတိုကျိုမှာရှိတဲ့အဖွဲ့ဝင်တွေကိုတိုက်ခိုက်နေတဲ့ရန်သူတွေကိုအဝေးကနေအပြတ်ရှင်းဖို့ပါပဲအဲ့ဒီချိန်မှာတိုကျိုကတိုက်ပွဲဖြစ်ပွားရာအဆောက်အဦထဲမှာတော့အရှင်နေတွေကတကယ့်ကိုဆိုးရွားနေပါတယ်ကရနာမန်းနဲ့အာကာနီတို့ကအဖွဲ့လေးကလူတွေကိုအကုန်တက်ပြီးတန်းအကြီးကိုဖမ်းဆီးဖို့အစွမ်းကုန်စူးစမ်းနေကြပါတယ်ဟေမန်တို့တယောက်အာကီကိုကဲဖို့အတွက်သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုတရက်နှဆိုးစီပေးဆက်ပြီးပျောက်ကွယ်သွားခဲ့ရပါပြီအာကီကလည်းဟီမန်တို့ရဲ့တေဆုံးမှုကြောင့်စိတ်ထိခိုက်နေုံနဲ့မကပဲရန်သူတွေရဲ့ဝိုင်းရံမှုကိုခံနေရပါတယ်သူကသူ့ရဲ့ကျင်းစာနှဆိုးသားကိုတုံးပြီးကရနာမန်းကိုတိုက်ခိုက်ခဲ့ပေမဲ့လေအာကာနီရဲ့မွေးနှဆိုးကဂျားဖြတ်ဝင်လာပြီးတရက်နှဆိုးကိုပါဝါမျိုးလိုက်တဲ့အတွက်အာကီတယောက်လုံးဝကိုအင်အားမမျှပဲအေးနှိမ့်နေခဲ့ရပါတယ်။ဒန်ကြီးကလည်းအဝတ်အစားတွေစုပ်ပြတ်တက်ပြီးတတိမေးမျောနေခဲ့ရာကနေကရဏမတ်ရဲ့လက်ထဲကိုပါသွားတော့မှအရှင်နေရောက်နေပါတယ်။ဒီလိုသေရရှင်ရဲ့အကျက်တဲ့အရှင်နေမှာပဲတိုက်ပွဲမှာအမြဲတမ်းကြောက်လန့်တုံရီနေတတ်တဲ့ကိုဘဲနီကတော့မထင်မှတ်ထားတဲ့အစွမ်းတွေကိုပြတ်တက်လာပါတယ်။သူမအကြောင်းတကောင်လုံးဖြက်လက်လက်လှုပ်ရှားမှုတွေနဲ့အတူရန်သူတွေရဲ့ကြီးစံတွေကိုရှောင်တိန်ပြီးဓာတ်တလက်နဲ့ရန်သူတွေကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။ကိုဘဲနီရဲ့မြုံနိုင်စရာကောင်းလာတဲ့တိုက်ခိုက်ရေးစွမ်းရည်ကြောင့်ကရဏမတ်တို့တောင်အံ့ဩသွားပြီးဒန်ကြီးကိုအလူရဲ့ပြန်လူယူခဲ့ရပါတယ်။ကိုဘဲနီယာဒန်ကြီးကိုကဲထုတ်နိုင်ခဲ့ပြီးရန်သူတွေကိုဟန်တာထားနိုင်ခဲ့ပါတယ်အဲ့ဒီချိန်မှာပဲကျူတိုကတောင်ပေါ်ဖျားเจ้าမှာမာကီမာကတော့အေးအေးဆေးဆေးပါပဲသူမအစစ်မြင့်အရာရှိတွေစီကနေပြစ်ဒဏ်ကြခံနေရတဲ့တေတံကြအကျဉ်းသားတွေကိုအသုံးချပြီးသူမရဲ့ကြောက်မက်ဖွယ်ကောင်းလာတဲ့ရှိုးဝက်ဆွမ်းအားကိုစတင်အသုံးပြုပါတော့တယ်မာကီမာကအကျဉ်းသားတယောက်စီကိုတိုက်ခိုက်နေတဲ့ရန်သူတွေရဲ့နာမည်တွေကိုအော်ခေါ်ခိုင်းပါတယ်ပြီးရတဲ့မာကီမာကလက်နှစ်ဖက်ကိုအပေါ်အောက်ရှက်ပြီးပုတ်ရှည်လိုက်တဲ့အခါမှာတော့တိုကျိုမှာရှိတဲ့ရန်သူတွေကဘာအကြောင်းပြချက်မှမရှိပဲတယောက်ပြီးတယောက်သွေးအံပြီးခန္ဓာကိုယ်တွေကြေမွားပောက်ကွဲထွက်ကုန်มาတော့တယ်နမီခေါ်ကန်ရတဲ့အကျဉ်းသားတွေလည်းချက်ချင်းတေဆုံးသွားတယ်လို့တိုကျိုကရန်သူတွေလည်းတယောက်ပြီးတယောက်မာကီမာရဲ့ဆွမ်းအောင်မှာပြတ်သုံးကုန်ပါတယ်ဒါတကယ်ကိုလူသားတယောက်မဟုတ်တယ်လို့နတ်ဆိုးတွေထက်တောင်ပိုကြောက်စရာကောင်းတဲ့မြင်ကွင်းမျိုးပါပဲအာကာနီတယောက်သူမရဲ့လူတွေဘာကြောင့်ဒီလိုရုတ်တရက်ပောက်ကွဲတေကုန်မှမသိပဲအစွမ်းကုန်ထိတ်လန့်တုန်လှုပ်သွားပြီးကာတာနာမန်းကိုခေါ်ပြီးချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်မာကီမာတိုကျိုကိုပြန်ရောက်လာပြီးသူမတနက်နဲ့ပြစ်ခံရတာဟာသူမဝတ်ထားတဲ့အင်ဂျီပေါ်မှာသွေးတွေပဲဆွန့်ထင်ခဲ့တာဖြစ်ပြီးကြီးစံတွေကသူမကိုမထိခိုက်နိုင်ခဲ့ဘူးလို့တင်ငိမ်စွာနဲ့ပဲပြန်လဲဖြေချခဲ့ပါတယ်ဒီလိုနဲ့အသက်ရှင်ကြံရည်သူတွေကသူတို့ရဲ့အင်အားနှဲပါမှုကိုနားလည်သွားကြပြီးပိုပြီးတန်မာလာအောင်လုပ်ဖို့ပြင်ဆင်ကြပါတယ်ဒန်ဂျီနဲ့ပါဝါတို့ကဆေးရုံမှာဆေးကူးသားမှုခံယူနေရပါတယ်သူတို့နှစ်ယောက်လုံးကအရင်တိုက်ပွဲမှာအကြီးအကျယ်ရှုံးနေခဲ့လို့စိတ်သက်ကြနေမဲ့အစားအရင်တိုင်းပဲအစားတောက်တွေကိုအငမ်းမြစားတောက်ပြီးဆူညံနေကြသေးပါပဲအဲ့အချိန်မှာပဲသူတို့ကိုပုံမွေအင်အားကြီးလာစေဖို့အတွက်မာကီမာကအထူးဖွဲ့ရဲ့အတန်မာဆုံးပုဂ္ဂိုလ်ကြီးဖြစ်တဲ့ကီချီဘေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်ကီချီဘေးကအရက်ကိုအမြဲတမ်းတမျိုးမျိုးတောက်နေတဲ့လူလက်ပိုင်းအရွယ်အဖိုးကြီးတယောက်ဖြစ်ပြီးသူ့ရဲ့မျက်နှာမှာဓာတ်တန်ရာတွေနဲ့တကယ်ကိုဝိုင်းရင်တက်ခိတ်သမားတယောက်ရဲ့ပုံစံမျိုးရှိပါတယ်ကီချီဘေးကဒန်ဂျီနဲ့ပါဝါကိုခေါ်ထုတ်သွားပြီးလေ့ကျင့်ခန်းတွေစတင်มาတော့တယ်ဒါပေမဲ့ဒါဟာတာမန်လေ့ကျင့်ခန်းမျိုးမဟုတ်ပါဘူးတေလူနီးပါးခံစားရမယ့်တိုက်ပွဲအစ်စ်တွေပါကီချီဘီယာဒန်ဂျီရောပါဝါကိုပါနေတိုင်းမျက်စိရှည်တင်တက်ပြပြီးသူတို့ကိုတိုက်ခိုက်နည်းတွေရန်သူလှုပ်ရှားမှုကိုဖန်နီးတွေကိုလက်တွေတင်ကြပေးပါတယ်သူကနတ်ဆိုးတွေကိုတတ်နိုင်ဖို့ဆိုရင်နတ်ဆိုးတွေထပ်ပိုယူသွဲရမယ်ဆိုတဲ့စကားကိုလက်ကင်ထားတယ်သူပါနေတိုင်းဒန်ဂျီနဲ့ပါဝါတို့ဟာကီချီဘီရဲ့လက်ချက်ကြောင့်လေပင်တွေအလီခံရသွေးတွေအန်ပြီးတေလူနီးပါးခံစားခဲ့ရပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကတာမန်လူတွေမဟုတ်တဲ့အတွက်သွေးပြန်တောက်ပြီးပြန်ရှင်လာနိုင်ကြပါတယ်ဒီလိုနဲ့သူတို့ရဲ့တိုက်ခိုက်ရေးအာရုံတွေကတဖြည်းဖြည်းနဲ့ပိုပြီးထက်မြက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းအာကီယာဆေးရုံကတင်ပေါ်မှာနိုးလာခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးပတ်တီးတွေနဲ့ပြည့်နေပြီးသူ့ဘေးမှာတော့သူ့ကိုအမျက်စိတ်ပူပေးနေတဲ့အဖွဲ့ဝင်တွေရှိနေပါတယ်ဒါပေမဲ့အာကီအတွက်တကယ်ဆိုးရတဲ့သတင်းကတော့သူဟီမန်နိုကိုကယ်ဖို့အတွက်ဂျိန်ဆာနတ်ဆိုးကိုသုံးခဲ့မိတဲ့အတွက်သူ့ရဲ့ကြံရှိတဲ့တက်တန်းကအခုဆိုရင်2 နှစ်ပဲကျန်တော့တယ်ဆိုတဲ့အချက်ပါပဲအာကီယာသူ့ရဲ့တက်တန်းတိုးတောင်းသွားတာကိုတီးလိုက်ရချိန်မှာစိတ်အေးအေးထားဖို့ကြိုးစားပေမဲ့လည်းသူ့ရဲ့စီနီယာဟီမန်နိုရဲ့တေဆုံးမှုကသူ့ကိုပိုပြီးစိတ်သက်ကြစေပါတယ်သူကဆေးရုံခန်းထဲမှာတယောက်တည်းကြံခဲ့တဲ့အချိန်မှာဟီမန်နိုအတွက်ဝမ်းနဲ့ပူဆွေးပြီးမျက်ရည်တွေကျခဲ့ရပါတယ်ဒါပေမဲ့သူကဂလက်ဆာရှေဖို့အတွက်လက်မလျှော့ချင်ပါဘူးအာကီဆေးရုံကဆင်းပြီးနောက်မှာတော့ကူရိုဆေးနဲ့တန်တိုတို့ကသူ့ကိုပိုပြီးအစွမ်းထက်တဲ့နတ်ဆိုးတစ်ကောင်နဲ့စာချုပ်ထပ်ချုပ်ဖို့အတွက်ခေါ်သွားခဲ့ပါတယ်အဲ့ဒီနတ်ဆိုးကတော့အများပြည်သူလုံခြုံရေးအဖွဲ့ရဲ့အရှုပ်ခန်းထဲမှာဖမ်းဆီးထားတဲ့အနာဂတ်နတ်ဆိုးပဲဖြစ်ပါတယ်အနာဂတ်နတ်ဆိုးကတစ်ပင်တစ်ပင်ကိုပုံစံမျိုးရှိပြီးသူ့ရဲ့ရင်ဘတ်အလယ်မှာကြီးမားတဲ့မျက်လုံးတစ်လုံးရှိပါတယ်သူကလူတွေရဲ့အနာဂတ်ကိုကြိုတင်မြင်နိုင်တဲ့စွမ်းအားရှိပါတယ်ကူရဆေးတို့ကအာကီကိုအနာဂတ်နတ်ဆိုးနဲ့တွေ့ပြီးစာချုပ်ချုပ်ခိုင်းပါတယ်အနာဂတ်နတ်ဆိုးကအာကီရဲ့အနာဂတ်ကိုအရင်ဆုံးကြီးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူကအရန်ကိုသဘောကျပြီးရေမောပါတော့တယ်ဘာလို့လဲဆိုတော့သူကအကီရဲ့အနာဂတ်မှာအလွန်တရာမှဆိုးရွားပြီးကြေကွဲစရာကောင်းတဲ့သေဆုံးမှုမျိုးနဲ့တေမာကိုမြင်လိုက်ရလို့ပါပဲ
အနာဂတ်နတ်ဆိုးကအာကီကိုမင်းရဲ့သေဆုံးမှုကတကယ်ကိုအလန်းစားပဲငါအဲ့ဒါကိုမျက်မြင်ကိုယ်တွေ့ကြည့်ကျင်တယ်လို့ပြောပြီးအာကီရဲ့ညာဘက်မျက်လုံးထဲမှာဝင်ရောက်နေထိုင်လိုက်ပါတယ်အာကီစီကနေဘာမှထပ်ပြီးတောင်းဆိုမှမဟုတ်ဘူးလို့လည်းပြောပါတယ်အာကီကလည်းသူ့ရဲ့အနာဂတ်မှာဘလို့ပဲတေးရပါစေဂီယိုမဆိုင်ဘူးသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဂန်ဒီဘယ်ကိုတတ်နိုင်ဖို့အတွက်ဆိုရင်ဘာမှမဆိုလုံးမယ်လို့ဆုံးဖြတ်ပြီးစာချုပ်ကိုသဘောတူလိုက်ပါတော့တယ်အာကီတယောက်အနာဂတ်မိတ်ဆာနဲ့စာချုပ်ချုပ်ပြီးနောက်မှာတော့အထူးအဖွဲ့လေးရရန်သူတွေပွန်းအောင်နေတဲ့အဆောက်အဦကိုစီးနှင်းဖို့အကြီးအကျယ်ပြင်ဆင်ကြပါတော့တယ်ဒီစီးနှင်းမှုမှာတော့တာမန်လူသားတွေမကပဲအထူးအဖွဲ့ရဲ့ရှိုးဝဲလက်နက်တွေဖြစ်တဲ့အစွမ်းထက်မိတ်ဆာတွေနဲ့လူတစ်ပိုင်းမိတ်ဆာတစ်ပိုင်းတက်တဝါတွေလည်းအကုန်ပါဝင်လာပါတယ်ကရှိဘီကဥဆောင်ပြီးအဆောက်အဦကိုဝိုင်းရန်ပိတ်ဆို့လိုက်တဲ့အခါမှာတော့တိုက်ပွဲကရှက်ရှင်းမဲ့အရှင်အဟုန်ပြင်းပြင်းနဲ့စတင်มาတော့တယ်အဆောက်အဦထဲမှာအာကာနီကသူမရဲ့လူတွေကိုသွေးတွေတိုက်ပြီးဖုတ်ကောင်နေအဖြစ်ပြောင်းလဲကလူအင်အားနဲ့အတင်းခုခံမှုစူးစမ်းပါတယ်ဒါပေမဲ့အထူးအဖွဲ့သေးရဲ့အစွမ်းကအရင်လိုမဟုတ်တော့ပါဘူးငမန်းမိတ်ဆာကနေရန်တွေကျမ်းမြင်တွေထဲမှာရေကူးသလိုကူးခတ်ပြီးရန်သူတွေကိုအောက်ကနေဆွဲယူစားတော့ပြခဲ့တယ်လို့အကျန်းဖက်မိတ်ဆာကလည်းသူ့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ခွန်အားနဲ့ရန်သူတွေကိုလက်ပလာနဲ့အပိုင်းပိုင်းပြက်အောင်ဆွဲဖြဲပစ်ခဲ့ပါတယ်ကောင်းကင်တမန်မိတ်ဆာကလည်းသူ့ရဲ့တောင်ပန်တွေကိုသုံးပြီးကြီးစံတွေကိုကာကွယ်ရုံနဲ့မကပဲလူတွေရဲ့တက်တန်းကိုစုပ်ယူပြီးအစွမ်းထက်လက်နက်တွေဖန်တီးပြခဲ့တယ်လို့ပင့်ကူမိတ်ဆာကလည်းသူမရဲ့ရှေးတောက်တွေကိုသုံးပြီးရန်သူတွေကိုသွေးအေးအေးနဲ့ခုတ်ထစ်ရှေမုံပြခဲ့ပါတယ်ရန်သူတွေကဘာမှမတက်နိုင်ပဲအတုံးအုံကြဆုံးကုန်ပါတယ်တစ်ဖက်မှာလည်းဒန်ဂျီနဲ့ပါဝါတို့ကအဆောက်အဦတွေကိုတက်ကြွစွာနဲ့အတူတူဝင်သွားကြပြီးတွေ့တဲ့ရန်သူမှန်သမျှကိုရှင်းလင်းပါတယ်အဲ့ဒီချိန်မှာပဲအာကီယာအရင်ကသူ့စီနီယာဟီမန်တို့အသုံးပြုခဲ့တဲ့တရဲမိတ်ဆာနဲ့ပြန်လည်ရင်ဆိုင်ရပါတယ်အာကီကတရဲမိတ်ဆာကိုသူမရဲ့မွေမိတ်ဆာတွေကနေပြန်ထုတ်ပြီးအာကီကိုအဆုံးသတ်ခိုင်းတာပါအာကီကသူ့ရဲ့ညာဘက်မျက်လုံးအသင်းနဲ့အနာဂတ်ကိုစက္ကန့်အနည်းငယ်ကြိုမြင်နိုင်ပေမဲ့လေတရဲမိတ်ဆာရဲ့မရေမတွက်နိုင်တဲ့လက်တံတွေရဲ့တိုက်ခိုက်မှုကိုလုံးဝမရှောင်တိတ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူကတရဲမိတ်ဆာရဲ့ကြီးမားတဲ့လက်တံကြီးတွေနဲ့လဲပဲညှစ်ခံလိုက်ရပြီးအသက်ရှူချက်ကတီးစိတ်တွေလွတ်သွားပြီးအရေးနှိမ်လူနီးပါဖြစ်သွားခဲ့ရပါတယ်သူကတေလူမြောက်ပါဖြစ်နေပြီးမျောလင်းချက်တွေကုံဆုံးနေတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့အလဲပြောင်းတစ်ခုဖြစ်ပေါ်လာပါတယ်တရဲမိတ်ဆာရဲ့လက်တက်များစွာတွေကလက်တစ်ဖက်ဟာအာကီရဲ့မျက်စိရှေ့ကိုစိတ်လေးတလိအသားရကန်လန်းပေးခဲ့ပါတယ်အဲ့ဒီစိတ်လေးကလေးပေါ်မှာတော့လွယ်လွယ်လေးပါဆိုပြီးသူ့ရဲ့စီနီယာဟီမန်တို့ရေးသားခဲ့တဲ့စာသားလေးရှိနေပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲအာကီရဲ့ခေါင်းထဲကိုဟီမန်တို့ပြောပြခဲ့ဘူးတဲ့စကားတွေပြန်လည်ရောက်ရှိလာပြီးတရဲမိတ်ဆာမှာမျက်လုံးမပါပဲလူတွေရဲ့ရင်ထဲကကြောက်စိတ်ကိုပဲအာယုံခံပြီးတိုက်ခိုက်တတ်တယ်ဆိုတဲ့အားနည်းချက်ကိုသူရုတ်တရက်သဘောပေါက်သွားပါတယ်အာကီကသူ့ရဲ့ရင်ထဲကကြောက်ရွံ့မှုတွေကိုအကုန်ဖျောက်ဖျက်ပြီးသွေးအေးအေးနဲ့အေးချမ်းစွာပဲလမ်းလျှောက်သွားခဲ့ပါတယ်တရဲမိတ်ဆာကလည်းသူ့ကိုမမြင်သလိုဘာမှပြန်မလုပ်နိုင်တော့ပါဘူးအာကီကတရဲမိတ်ဆာရဲ့ခေါင်းပေါ်ကိုတက်ပြီးဓာတ်နဲ့အသားလေးပဲဖျက်ရှာကအောင်မြင်စွာအနိုင်ယူလိုက်နိုင်ပါတယ်တစ်ဖက်မှာလည်းဒန်ဂျီကသူ့ရဲ့အဓိကရန်သူဖြစ်တဲ့ကာရနာမန်နဲ့ထိတ်တိုက်တွေ့ဆုံပါတယ်သူတို့နှစ်ယောက်အဆောက်အဦပေါ်ကနေယထာအပေါ်ထိပြုတ်ကျသွားပြီးတကယ်ကိုအကျိတ်နဲ့ရှိသမျှအစွမ်းတွေအကုန်ထုတ်ပြီးသွေးတန်ရဲရဲနဲ့တိုက်ခိုက်ကြပါတယ်ကာရနာမန်ရဲ့မြန်ဆန်လွန်းလာတဲ့ဓာတ်ချက်တွေကြောင့်ဒန်ဂျီရဲ့လက်တွေဖြတ်တောက်ခံလိုက်ရပြီးသူဟာအကြီးအကျယ်ဒဏ်ရာရသွားပါတယ်ဒါပေမဲ့ဒန်ဂျီကသူ့ရဲ့ညံကိုသုံးပြီးသူ့ရဲ့ရှေးတောက်မှာရှိတဲ့လွှတ်ဆောက်ကိုအသုံးချကကာရနာမန်ကိုအလစ်အငိုက်အောက်ကနေအပေါ်ကိုအားကုန်သုံးပြီးနှစ်ပိုင်းပိုင်းပြစ်လိုက်နိုင်ခဲ့ပါတယ်တိုက်ပွဲတွေအကုန်လုံးပြီးသွားချိန်မှာတော့အာကာနီကိုလျှို့ဝှက်ချက်တွေပေါက်ကြားမှာဆိုလို့သူမရဲ့ပိုင်ရှင်ဖြစ်တဲ့တနက်မိတ်ဆာရဲ့စေခိုင်းမှုကြောင့်ငွေမိတ်ဆာဝါမျိုးတာကိုခံလိုက်ပြီးကိုအဆုံးစီရင်သွားပါတယ်ဖန်စီရမိထားတဲ့ကာရနာမန်ကိုတော့အာကီနဲ့ဒန်ဂျီတို့ကရဲစီမအခင်မှာသူတို့ရှစ်လစွာသောစီနီယာဟီမန်တို့အတွက်ဂလက်ဆာရှည်တဲ့အနေနဲ့အဓိကနေရာကိုတယောက်တစ်လက်စီအားရပါရကန်ကြောက်ပြီးလက်စားရှည်ခဲ့ကြပါတယ်အဆုံးသတ်မှာတော့မာကီမာကအောင်ပွဲရခဲ့တဲ့အကြောင်းနဲ့တနက်မိတ်ဆာရဲ့အစိပ်ပိုင်းတွေကိုထပ်မံရရှိခဲ့တဲ့အကြောင်းအထက်လူကြီးတွေကိုအစီရင်ခံစာတင်ခဲ့ပါတယ်ဒန်ဂျီကတော့အိမ်မက်ထဲမှာထူးဆန်းတဲ့တကားတစ်ခုကိုမြင်နေရပြီးဒီတကားကိုဘယ်တော့မှမဖွင့်နဲ့ဆိုတော့အတန်ဆန်းကြီးကိုကြားနေရတဲ့မြင်ကွင်းနဲ့တူဒီဗီဒီယိုလေးကိုအဆုံးသတ်ထားပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင် like and subscribe လုပ်ခဲ့ဖို့မမေ့နဲ့ဦးเนาะကျွန်တော်ကတော့ JB ဖြစ်ပါတယ်အပိုင်းအသစ်နဲ့တူပြန်တွေ့ကြတာပေါ့